နီးပြူဟာအဆင့်၄အိမ်ပြသခြင်းနီလန်းများစတုထမြောက်ပြူဟာကအိမ်ပြသခြင်းနီလန်းဖြစ်ပါတယ်အယောင်းဝယ်ဖြစ်ဖို့မိမိအိမ်ကိုလိုက်ပြတဲ့နီလန်းကလည်းအရေးကြီးပါတယ်ဝယ်သူကိုအိမ်ပြတဲ့အခါဘယ်လိုပြသရမလဲဆိုတာတွေကိုဖော်ပြပေးသွားပါမယ်နံပါတ်1အချိန်ဇယားပြုလုပ်ပါမိမိဘယ်အချိန်လိုက်ပြနိုင်မလဲလာကြည့်မဲ့သူများနေရင်လည်းဘသူတွေကိုဘယ်အချိန်မှလိုက်ပြမလဲအစရှိတဲ့မိမိလိုက်ပြမဲ့အချိန်တွေကိုကြိုတင်သတ်မှတ်အချိန်ဇယားပြုလုပ်ထားဖို့လိုအပ်ပါတယ်နံပါတ်2အိမ်ကိုအသင့်ပြင်ထားပါတန်ရှင်းမှုအလင်းရောင်ကောင်းရမှုလေဝင်လေထွက်ကောင်းမွန်မှုအနံ့အသက်ကောင်းမွန်မှုအစရှိတာတွေကိုအမြဲတမ်းအစဉ်သင့်အနေထားဖြစ်အောင်အသင့်ပြင်ထားဖို့လိုအပ်ပါတယ်ဝယ်သူလာမှတန်ရှင်းရေးလုပ်တာအနံ့ဆိုးကာကွယ်ဖို့အတွက်အမွှေးနှံတာတွေဖြန်းတာတွေကဝယ်သူကိုစိတ်ကတိကအောက်ဖြစ်စေပါတယ်နံပါတ်3မိမိအိမ်ရဲ့အားသာချက်တွေကိုမိမောင်းထိုးပြပါဥပမာပြောရရင်အိမ်ကဒီနေရာကောင်းမှတည်ရှိခြင်းပစ္စည်းအသစ်တွေထပ်ထည့်ထားခြင်းအထူးမွမ်းမံပြင်ဆင်မှုတွေပြုလုပ်ထားခြင်းအစရှိတဲ့အချက်တွေလိုမိမိအိမ်ကအားသာချက်တွေရှိထားရင်ဝယ်သူသိအောင်တေချာပြောပြရမှာဖြစ်ပါတယ်နံပါတ်4မေကွန်းများကိုဖြေဆိုနိုင်ပါစေအချို့ဝယ်သူတွေကတိကျစစ်ဆက်တေချာပြီးထိရောက်တဲ့မေကွန်းကောင်းတွေကိုမေးမြန်းတတ်ကြပါတယ်ဒါကြောင့်မလို့ရောင်းချသူမိမိအနေနဲ့မိမိရဲ့အိမ်နဲ့ပတ်သက်တဲ့အချက်လက်အလုံးကိုရှင်းရှင်းလင်းလင်းနဲ့တိတိကျကျသိထားဖို့လိုအပ်ပါတယ်နံပါတ်5ဝယ်ယူမဲ့သူရဲ့လိုအပ်ချက်ကိုနားထောင်ပါသူတို့ဘာကိုဆိုလိုချင်တာလဲသူတို့ဘာကိုလိုချင်တာလဲဆိုတာတွေကိုသိရှိရအောင်သူတို့ပြောလာတဲ့စကားတွေလိုအပ်ချက်တွေကိုတေချာနားထောင်ဖို့လိုအပ်ပါတယ်ဒါမှသာသူတို့လိုအပ်ချက်နဲ့ကိုက်ညီတဲ့အချက်တွေဖြစ်တဲ့မိမိအိမ်မှာရှိတဲ့အားသာချက်တွေနဲ့မြင်သာအောင်ပြောဆိုပြီးရောင်းချနိုင်မှာဖြစ်ပါတယ်ဒီလိုအိမ်ပြတရားမှာတတိထားရမှာကအိမ်ပြသတဲ့အခါဝယ်ယူသူတဦးတည်းကိုပဲပြသဖို့ပါဝယ်ယူသူ2ဦး3ဦးပေါင်းပြီးအုပ်စုလိုက်ပြသခြင်းမပြုလုပ်ဖို့ပါတဦးချင်းစီတစ်ဖွဲ့ချင်းစီကိုစိတ်ရှည်လက်ရှည်နဲ့အချိန်ပေးပြီးပြသပေးဖို့လိုအပ်ပါတယ်